အားလုံးပဲမင်္ဂလာပါခင်ဗျာ Nissan Edivan မြန်မာအခေါ်နွားကြီးနွားလေးရှော့ပါဘောတိုင်ပြတ်တာကိုအလွယ်တကူသိစေနိုင်မဲ့နည်းလမ်းတွေကိုကျွန်တော်ပြပြချင်ပါတယ်နွားကြီးကားဒီမှာဆိုရင်တော့ကားကိုဆန်နှိုးပြီးတော့ဘယ်အဆုံးကွေ့ညာအဆုံးကွေ့ကြည့်ပါရှော့ပါဘောတိုင်ပြတ်နေရင်အခုလိုဟတက်လာတဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ်နွားကြီးရှော့ပါဘောတိုင်ပြတ်တဲ့အခါမှာကွေ့လိုက်တဲ့အခါမှာတောင်လဲမြည်တတ်တယ်လို့လှိုင်းအကြတွေမှာလဲဒုတ်နဲ့အတန်တွေပေးတတ်ပါတယ်ဒါကွေ့လိုက်တဲ့အခါမှာရှော့ပါပြတ်နေအခုလိုဟတက်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်အရန်ဆိုးတဲ့ရှော့ပါတွေဆိုရင်တော့ရှက်တွေတစ်ချမ်းပြေးကပ်ပြီးတော့ပုံစံမျိုးတွေကိုတွေ့ရမှာဖြစ်ပါတယ်ကားကိုနည်းနည်းလေးဖိကြည့်လိုက်ရင်လည်းအခုလိုပုံစံမျိုးအတက်ဆင်းတွေဖြစ်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ Nissan Edivan နွားကြီးရှော့ပါဘောတိုင်ပြတ်နေတဲ့ပုံစံလေးဖြစ်ပါတယ်နောက်တစ်မျိုးကတော့နွားလေးရှော့ပါဘောတိုင်ပြတ်တဲ့အခါမှာကျွန်တော်တို့ CRN ကိုကွေ့လိုက်တဲ့အခါမှာကြိတ်တန်တွေပေးတတ်တယ်လို့လှိုင်းအကြတွေမှာလည်းအတန်တွေပေးတတ်ပါတယ်CRN ကွေ့လိုက်တဲ့အခါမှာရှော့ပါရှက်ကအဲ့လိုတစ်ချမ်းပြေးခဲ့တဲ့ပုံစံမျိုးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ Nissan Edivan နွားလေးရဲ့ရှော့ပါဘောတိုင်ဆူဆူဝါပြတ်ထွက်နေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာကားနဲ့ပတ်သက်တဲ့ဗဟုသုတရစရာအကြောင်းအရာတွေကိုအမြဲတမ်း share လုပ်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကိုလည်း like and follow လုပ်ပေးလို့ရပါတယ်ခင်ဗျာအားလုံးလည်းနေကောင်းချမ်းပါအန်ရကင်းလို့ဘေးရှင်းကြပါစေခင်ဗျာ